Hello အားလုံးပဲမင်္ဂလာပါဒီနေ့နွယ်ကားပေါ့နော်ဘဲရင်ပုံသားကင်ပြီးတော့ထမင်းနဲ့စားပါမယ်ဘဲရင်ပုံသားဖြစ်တဲ့အတွက်ကြောင့်လုံးဝအယိုးမပါပါဘူးခုကင်ပြပါမယ်ဘဲရင်ပုံသားကလေဘဲသားဆိုရင်မာတာများတယ်ပေါ့နော်ဒီဘဲရင်ပုံသားကြောင့်အဲ့လိုမဟုတ်ကင်ပြီးစားလိုက်အသားလေးကလေပါးစပ်ထဲမှာပျော်ဝင်သွားတာပဲအရင်စားလို့ကောင်းပါတယ်မမကြီးနဲ့မဟုတ်ပါဘူးဒီဘဲသားကလေအီလေးနဲ့ချလိုက်ရင်ပေါ့နော်ပါးစပ်ထဲမှာပျော်ဝင်ပြီးတော့ပြီးစိတ်သွားတာပဲထောပတ်လေးနဲ့กินပါပါဒါကတော့အရင်ဆုံးပေါ့နော်ဘေးကနေအစီထွက်အောင်လုပ်ထားတာပါအခုတော့ထောပတ်ထည့်ပါပြီထောပတ်နဲ့กินပါမယ်ဒီနေ့ပေါ့နော်အိမ်မှာဒီဟင်းခါအမွေးကြံရွက်တရားမွေးထားတော့မထည့်ပြဘူးလုံးဝထောပတ်နဲ့ပဲ plain กินပြပါတယ်ထောပတ်စီလေးကိုပေါ့နော်တူပေါ်လေးကိုဒင်းလေးနဲ့ခက်ပြီးထည့်ပြပါမယ်ခုနကတော့ဘေးကနေထွက်လာတဲ့အစီလေးလေးရှိတယ်ပေါ့နော်ဒီဘက်လိုက်နေပေါ့နော်အစီလေးတွေကိုခက်ပြီးတော့လောင်းပြီးသွားပါမယ်ဒီဆိုရင်တော့ဘေးသားလေးရခံနေပါပြီအနံလေးရတဲ့တအားမှုနေပါပြီကဲအခုဆိုရပါပြီဘဲသားနဲ့ဆန်စားတဲ့ဆော့ကလေးရတော့ပေါ့နော်အိမ်မှာအစင်သင်းရှိလို့ဆော်လေးနဲ့ဆန်ပြီးစားပါမယ်ကဲအခုဆိုရင်တော့အနံ့ရတာနဲ့ပြည်စုံနဲ့ဘဲသားกินလေးရပါပြီဒါကတော့မှုန်နဲ့မုံကြီးရွက်အသေးလေးတွေနဲ့ကြော်ထားတဲ့အရွက်ကြော်ပါဖြူစီလေးနဲ့ကြော်ထားတာပါကဲစားပါပြီနော်စားလို့ကောင်းတာတော့လေဘဲသားလေးကတော်တော်လေးကိုစားလို့ကောင်းတယ်တော်တော်ကြိုက်တယ်တယောက်တည်းစားရင်တော့အဲ့နှစ်တုံးစလုံးကုန်လောက်တယ်အရင်စားကောင်းလို့လေနော်နောက်ဘလော်လေးဒီမှာထပ်တွေ့မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်